မင်္ဂလာပါရှင်ဒီနေ့သင်ခန်းစာလေးရတော့ရင်ကန်ပေါ့နော်ရင်ကန်လေးကိုကတ်တိုးစပြီးတော့လီလာမှာဖြစ်ပါတယ်အဲ့တော့ရင်ကန်လေးမှာအရှိကကတ်တိုးပေါ့နော်ပတန်လေးပေသားလေးညက်တာလေးလည်းပြပြီးသွားပြီဆိုတော့အခုစပြီးတွဲမှာပေါ့နော်တွဲတဲ့အခါမှာအရင်ဦးဆုံးအခုဒီပေါ့နော်အရှိဦးဆုံးအလှဘက်အချမ်းပေါ့ကတ်တိုးပြောရမယ်ဆိုလို့ရှိရင်ဒါအခု line နေကတ်ထားတဲ့အဖြူဖြူလေးကိုမြင်ရမယ်ပေါ့နော်ဒီ line နေဆိုတာကတော့ရင်ကန်ကော့ပိတ်ကိုပြောတာပါအဲ့ဒီကတ်ထားတဲ့အချမ်းကိုစပြီးတော့အလှဘက်ကအချမ်းတွေကိုကတ်တော့အကုန်လုံးတွဲသွားမှာဖြစ်ပါတယ်အရှိရောအနောက်ရောပေါ့နော်ပြီးတော့မှ under ကိုချမ်းခဲ့မှာဖြစ်တယ်အခုကတော့ဒီရင်ကန်မှာပေါ့နော်တုံးခွဲရင်ကန်ဖြစ်တော့အလေဆက်ကြောင်းကိုကတ်တော့စပြီးတော့တွဲမယ်အဲ့ဒီလိုတွဲတဲ့အခါမှာဒီပင်အက်ကလေးတွေကိုတေးသေးချာချာလေးနဲ့ချိန်ပြီးတော့တွဲပြရမှာဖြစ်ပါတယ်ပင်အက်ကိုတွဲတဲ့အခါမှာတော့ကတ်တော့ဒီ line နဲ့ကော်ပိတ်ကြမ်းပေါ့နော်ကတ်ထားတဲ့နေရာနဲ့ချုပ်သားထုတ်ထားတဲ့နေရာပေါ့နော်အဲ့ဒီနေရာမှာရှိတဲ့ဂျားကိုကတ်တို့ယူမှာဖြစ်တဲ့အတွက်ကြောင့်မလို့အခုလိုတေးချာလေးပေါ့နော်ကြည့်ပြီးတော့နေပေးပါအဲ့တော့စနေတဲ့အခါမှာဒီအလဲဆက်ကြောင်းရဲ့စနေတဲ့အခါမှာကတ်တို့ဒီချုပ်စာလေးစိတ်စာပေါ့နော်အပေါ်ရန်လေးမှာခြံခဲ့ပေးပါအခွဲအဟာလေးပေါ့နော်ကာကြီးပုံဖြစ်တဲ့အတွက်ကြောင့်ချုပ်ရတာလွယ်ကူအောင်လို့အခုလိုခြံခဲ့မယ်ဘယ်ကစလုပ်မလဲဆိုရင်ဒီပိတ်ကြမ်းကတ်ထားတဲ့ပေါ့နော်မြင်နေရတဲ့နေရာပေါ့အဲ့ကနေပြီးတော့ချုပ်စာထုတ်ထားတဲ့နေရာပေါ့ကွယ်အဲ့နေရာလေးကနေစပြီးတော့ဒီအဖျားထီကိုနင်းသွားမယ်အဲ့လိုနင်းတဲ့အခါပေါ့နော်ဗာလဲဆိုတော့ဒီကတ်တို့ဒီ line ကော်ပိတ်ကြမ်းကတ်ထားတဲ့နေရာမှာတစ်ချက်တုပ်မယ်အဆုံးသက်မှာတစ်ချက်ချီတုပ်မယ်ပေါ့နော်နှစ်ချက်ချီတုပ်ပေးပါအခုလိုနင်းပြပါပြီဆိုလို့ရှိရင်ကခုနကပြခဲ့တဲ့အဟာလေးပေါ့နော်အဲ့ဒါပြီးတော့ base size ပေါ့နော် princess line နှစ်ဖက်ကိုတွဲမယ်ရင်ထောက်ပေါ့နော်အဲ့ထောက်နေရာလေးနှစ်ဖက်ကိုတွဲပါမယ်တွဲတဲ့အခါမှာလည်းပထမနီလန်းအတိုင်းပါပဲကော်ပါပိတ်ကြမ်းသုံးထားတဲ့ချုပ်ရိုးနေရချုပ်စာထုတ်ထားတဲ့ point ပေါ့နော်အဲ့ဒီနေရာလေးကပင်ကိုအရင်ချိန်ပါရင်ထိတ်ကလေးပေါ့အခုမြင်ရတာဆိုရင်ရင်ထိတ်ကလေးကနေတစ်ချက်ချိန်မယ်ချိန်ပြီးတော့မှကတ်တော့အခုံးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအပေါ်ပေါ့ရင်အပေါ်ဘက်ကိုသွားတဲ့ဘက်ကိုတော့အနည်းဆုံး3စိတ်ခွာပြီးတော့ပင်ကိုတွေ့ပေးသွားမယ်ပေါ့နော်။ तू ကမြင်းကွေးများတဲ့အတွက်ကြောင့်မှမြင်းကွေးမြင်းခုံများတဲ့အတွက်ပင်ကိုနီးကက်ကလေးတွေ့မယ်ဒီရင်ထိတ်ကနေအောက်ကိုဆင်းတဲ့ဘက်ကိုတော့တလက်မချပြီးတော့ပင်ကိုယခုကဲ့သို့တွေ့ပြီးလို့ရပါတယ်ရှင်အဲ့တော့အခုလိုပင်လေးတွေ့ပြီးပါပြီဆိုရင်တော့ကတ်တို့ဒီဆက်ကြောင်းလေးပေါ့နော်နင်းသွားမှာဖြစ်ပါတယ်ဆက်ကြောင်းလေးကတော့ချုပ်စာထုတ်ထားတဲ့နေရာနဲ့ကော်ပါပိတ်ချမ်းကတ်ထားတဲ့နေရာရဲ့ဂျားနော်အခုပင်သွားတဲ့လမ်းကြောင်းလေးမြင်ရမှာဖြစ်ပါတယ်ရှင့်ဒါကတော့အရှိမအခြေခံတွေကို basic တွေကိုနားလည်ထားတဲ့သူတွေကတော့ဘယ်လိုချုပ်တယ်ဆိုတာလေးတို့မြင်ရမှာဖြစ်ပါတယ်ရှင့်အဲ့တော့ဒီမှာနောက်တစ်ဖက်ကိုဆက်တွဲပါမယ်အဲ့တော့ပေါ့နော်ဒီတစ်ဖက်မှာလည်းထိုးနီးအတိုင်းပဲရင်ထိတ်ကနေရင်အပေါ်ကိုပင်စိတ်လေးတွဲမယ်ရင်အောက်ကိုတော့ပင်ကြဲကြဲလေးတွဲပြီးတော့ယခုကဲ့သို့ချီလမ်းကြောင်းလေးသွားပြရမှာဖြစ်ပါတယ်ရှင်ဒီကိုချုပ်ပြီးတဲ့ဒီခြီလေးတွေကအစာရောအဆုံးရောအချီတုပ်ပြီးတဲ့အခါမှာဆိုရင်မိမိချုပ်သားလမ်းကြောင်းပေါ့နော်အချီထောက်မထောက်လမ်းကြောင်းညီမညီလေးတွေကိုပြန်ပြီးတော့စစ်ပေးရမှာဖြစ်ပါတယ်ရှင်ဒီလမ်းကြောင်းညီမညီကိုစစ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကတို့နောက်တစ်ဆင့်အနေနဲ့ကပေါ့နော်နှစ်ပိုင်းခွဲလိုက်မယ်ပေါ့နော်ဒီလမ်းကြောင်းတစ်ကြောင်းပါအဲ့တော့ရင်ရဲ့ထိတ်ကနေပြီးတော့ရင်ထိတ်ဆိုတာကနော်ဒီကတ်တို့ဒီရင်အမောက်ဆုံးထိတ်တဲ့နေရာအဲ့တော့အဲ့မှာကကြီးနဲ့အခုထောက်ပြတဲ့နေရာရင်ထိတ်ကလေးကနေအောက်ကိုနှစ်လက်မခွဲဆင်းမယ်ဆင်းတဲ့နေရာမှာဘူးရှိလေးတောက်မယ်အဲ့တော့ဒီတောက်လိုက်ပြီးလို့ရှိရင်အပေါ်မှာရှိတဲ့ရင်ဝန်းတဝန်းစာအကုန်လုံးကိုကတ်တို့ချုပ်စာရဲ့တဝက်စာညှက်ထုတ်ပေးရမယ်ဥပမာ4စိတ်ချုပ်ထားရဲဆိုရင်2စိတ်ညှက်ထုတ်မယ်3စိတ်ချုပ်ထားရဲဆိုလို့ရှိရင်3စိတ်တဝက်1စိတ်ခွဲကိုညှက်ထုတ်မယ်ပေါ့နော်အဲ့ဒါပြီးတော့ကျန်တဲ့ဒီရင်အောက်ပိုင်းမှာရှိနေတဲ့အပိုင်းပေါ့နော်ချုပ်သားနဲ့ကြံခဲ့တဲ့အပိုင်းကိုတော့ဘူးရှိတလက်မစီခွာပြီးတော့တောက်ပေးမယ်အချီလေးပေါ့အချီ sorry ပါကတ်ကြီးလေးနဲ့တောက်ပေးပါမယ်ဒီလိုပုံစံလေးကိုပဲကတ်တို့တစ်ဖက်တစ်ချက်မှာလည်းပဲလုပ်ပေးရမယ်ပေါ့နော်အခုလိုမျိုးပဲပုံစံတူလေးပေါ့နော်ဘယ်နဲ့ညာကိုညီညာအောင်လို့ကတ်တို့စစ်ပြီးတော့တလက်မကွာအဝေးနဲ့ V shape လေးတောက်ပေးမယ်ပေါ့နော်ကတ်တို့ကတော့ဒါကို V shapeကကြီးတောက်တယ်လို့ခေါ်တာပေါ့လေအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျန်တဲ့တစ်ပိုင်းကိုလည်းခုနကရင်ဝန်းတဝန်းစာတစ်ခုလုံးကိုတဝက်စာဖဲထုတ်ပြီးပါဖဲထုတ်ပေးလိုက်မယ်ဆိုရင်ဒီမှာရှိတဲ့ချုပ်စာလေးအနေငယ်သေးသွားပြီပေါ့နော်အဲ့သေးသွားလို့ရှိရင်တော့ပို့ပြီးတော့ဒါမဲ့တစ်ခုရှိတာကဘာလဲဆိုတော့ပို့သိရက်မယ်မြူတိုက်တဲ့ခါမှာအနေငယ်ခက်ခဲနိုင်နေပေါ့နော်အဲ့တော့ကြံခဲ့တဲ့ခုနကကတ်တို့မြူတိုက် sorry ဒီညှက်ထားရဲပေါ့နော်တဝက်စာညှက်ထားတဲ့ရင်လုံးတစ်လုံးစာရဲ့အပေါ်ပိုင်းကို V shape ပြန်တောက်မယ်ပေါ့နော်အဲ့ဒီခါမှာသူကတော့လည်းသေးသွားပြီရင်ဝန်းအဝိုင်းအခုံးဖြစ်တဲ့အတွက်ကြောင့် V shape ကိုအနည်းဆုံးကတိုးပေါ့နော်3စိတ်စာခွာပြီးတော့เนาะဒါအခုတင်တဲ့ဟာတွေအကုန်လုံးကလက်မတွေဖြစ်တဲ့အတွက်ကြောင့်မလို့လက်မမှာရှိတဲ့အစိတ်ရည်အတွက်เนาะတစ်လက်မမှာ8စိတ်
ဆိုတော့တဝက်ဆိုရင်4စိတ်အဲ့ဒီမှာရှိတဲ့3စိတ်ကိုကတ်တော့3ပါပေါ့နော်1 2 3 3စိတ်ကို3ပါဖြစ်ပါတယ်အဲ့ဒါပြီးသွားလို့ရှိရင်တော့အလဲဆက်ကြောင်းကတ်တော့ဒီအလဲဆက်ကြောင်းကိုတော့ဘာလုပ်မလဲဆိုတော့ကတ်ကြီးနဲ့ညှက်တဲ့အခါမှာဝီရှိတ်မတောက်ဖဲနေပေါ့နော်ကတ်တော့အခုလိုမျိုးလေးပဲဒီအချီချောင်းမပြတ်ဖဲနေပေါ့နော်အချီချောင်းကိုမဖြတ်ဘူးเนาะအချီချောင်းနေရာလေးရဲ့အပေါ်ကနေကတ်တော့အခုလိုလေးကတ်ကြီးလေးနဲ့ပြန်ပြီးတော့ညှက်ပေးမယ်ပေါ့နော်အခုလိုမျိုးကတော့အရှိချမ်းလေးရတော့ပြီးသွားပြီပြီးသွားတဲ့အခါမှာနောက်ချမ်းကိုဆက်သွားမယ်เนาะနောက်ချမ်းမှာတစ်ခုသတိထားပေးပါနောက်ချမ်းမှာကကြောရဲ့ဘေညာမှာ2ပိုင်းရှိတယ်ဘေနဲ့ဘေဘက်မှာ2ပိုင်းညာဘက်မှာ2ပိုင်းအခုပြနေတဲ့နေရာလေးကကြတော့ကတော့ပေါ့เนาะဒီဘေချမ်းနဲ့ညာအချမ်းဖြစ်တဲ့ဒါအလှဘက်တွေပေါ့လေအဲ့တော့အလှဘက်တွေမှာချုပ်စာတွေတီစာတွေကိုလည်းစာလေးနဲ့ရေးပေးထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မမှားတော့ဘူးပေါ့နော်အဲ့တော့အရင်ဦးဆုံးကဒီကြောရဲ့ထောက်ပေါ့နော်နောက်ချမ်းရဲ့ကြောထောက်ကိုဒီခွဲထားတဲ့အပိုင်းကိုစဆက်မယ်ဆက်တဲ့ခါမှာလည်းပဲပထမနီလန်းအတိုင်းပဲပင်လေးနဲ့ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီမှာကော်ပါပိတ်ချမ်းပါထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ပိတ်ချမ်းလမ်းကြောင်းနဲ့ပဲကတ်တိုကချိန်ပြီးတော့စကြောင်းနင်းပေးရမှာဖြစ်ပါတယ်နော်ဒါမှ point မှန်မှာဖြစ်ပါတယ်ဒီပုံစံလေးကတော့ကတ်တိုဒီတွဲရမယ့်ဘက်ကဘယ်ညာနှစ်ဖက်စလုံးကပုံစံတူလေးတွဲပေးရမှာဖြစ်ပါတယ်သူ့ကိုတော့တွဲတဲ့အခါမှာကတ်တိုကမြင်းဖြောက်ဖြစ်တဲ့အတွက်ကြောင့်မလို့တလမစီခွာပြီးတော့ပြင်လေးနဲ့ချိန်ပြီးရပါတယ်ရှင်အရန်စိတ်စရာမလိုဘူးပေါ့နော်နောက်ပိုင်းမှာကျတော့ဒီလိုမျိုးချိန်ချင်းအပြင် तू ကဘာဖြစ်လို့ဒီလိုလေးတွဲပေးရတာလဲဆိုတော့ဒီ point လေးတွေမှန်အောင်ရေနောက်တစ်ခုကကော်ပါပိတ်ချမ်းပါထားတဲ့အတွက်ကြောင့်မလို့ပိတ်သားရဲ့သဘောတော်ကညီညာမှုမရှိဘူးပေါ့နော်ချုပ်စာထုတ်ထားတဲ့ဘက်မှာကော်ပါပိတ်ချမ်းမပါဘူးကိုယ်ရဲထဲမှာပဲကတ်တိုကထည့်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုလိုမျိုးတွဲမှသာလျှင်ပို့ပြီးတော့တသက်ရရလေးနဲ့ထပ်လာပါလေးထွက်မှာပေါ့နော်ဒါဆိုရင်တော့ဒါခိုင်းကိုရရဲ့ပေါ့နော်နောက်ကျောရဲ့တချမ်းစာရပါပြီပြီးရင်ကျန်တဲ့တချမ်းကိုလည်းဒီလိုပဲပင်လေးနဲ့တွဲမယ်အဲ့တော့ဒါကလေအပိုင်းလေးတွေကနည်းနည်းမှားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုလီဘူးကပ်ပြီးပတ်တန်းညှက်ပြီးအဲ့ဒီချိန်မှာပေါ့နော်ဒီခဲလေးတွေနဲ့မှတ်ထားတာပို့ပြီးတော့အဆင်ပြေပါတယ်ရှင့်ဒီတွဲလိုက်တဲ့အခါမှာမှားတတ်တယ်ပေါ့နော်ဒါကြောင့်မလို့အခုလိုမျိုးလေးတွေပဲကတ်တိုစာရေးပေးထားတာပေါ့နော်အဲ့တော့ဒီမှာစပြီးတော့ကတ်တိုရပြီဆိုရင်စက်ကြောင်းလေးစနေမယ်ပုံမှန်အတိုင်းပဲစက်ကြောင်းလေးတွေကိုစားမှတ်ဆုံးမှတ်တွေမှာအခြေလေးတွေကိုခိုင်အောင်တုပ်ပေးရမယ်ပေါ့နော်အဲ့တော့နှစ်ခုစလုံးကိုအချီနင်းပြီးသွားပြီဆိုလို့ရှိရင်တော့ကတ်တိုနောက်ထပ်တစ် point ကိုသွားမယ်ပေါ့နော်နောက်ထပ်တပိုင်းကကြတော့အန်ဒါပိုင်းပေါ့လေအန်ဒါပိုင်းလို့ခေါ်တာပေါ့နော်ကိုရဲရဲ့အတွင်းပိုင်းကိုရဲနဲ့ကတ်နေမဲ့အပိုင်းပေါ့နော်အဲ့ဒီအပိုင်းလေးကိုဆက်ပြီးတော့သွားကြရအောင်အခုဒီအပိုင်းလေးမှာကိုညှက်ပြီးသားပေါ့နော်ခုနကလိုပဲချုပ်စာတွေကိုအရန်ကြီးထားခဲ့တာမကြိုက်ဘူးဆိုရင်တစိမ့်စာလောက်တော့ကတ်တိုကဖဲထုတ်ပေးတယ်ပေါ့နော်သူ့ကို3စိတ်ထုတ်ထားမယ်ဆိုရင်တစိမ့်စာဖဲထုတ်2စိတ်ကြံမယ်4စိတ်စာလောက်ထားမယ်ဆိုရင်ချုပ်စာ4စိတ်ကတစိမ့်စာဖဲထုတ်3စိတ်ကြံမယ်ဒီနီလန်လေးတိုက်သွားတာပေါ့နော်အခုဒီစညက်နေတယ်စချုပ်နေတယ်အပိုင်းကကြတော့ကိုရဲနဲ့အသားနဲ့ကတ်မယ်အတွင်းပိုင်းပေါ့နော်ဒီအတွင်းပိုင်းမှာလည်းပထမနီလန်အတိုင်းပဲတွဲသွားရင်မှန်ပါပဲရှင်အဲ့တော့ဒီနီလန်းမှာဆိုလဲပထမနီလန်းအတိုင်းပဲအပေါ်မှာရှိတဲ့ချုပ်စာ၄စိတ်စာကိုဖယ်ခဲ့ပေးပါအချီကိုခိုင်အောင်တုပ်ပါပြီးလို့ရှိရင်အစကနေအဆုံးထိနင်းတာမဟုတ်ဘူးเนาะအပေါ်မှာချုပ်စာလေး၄စိတ်စာကိုအခွဲဟာလေးချန်ခဲ့ပြီးတယ်เนาะအဲ့ဒါလေးတိုင်းနင်းသွားမှာဖြစ်ပါတယ်ခုချီချုပ်ပြတဲ့နီလန်းမှာဆိုရင်နှစ်ချက်တွေတုပ်သွားပါတယ်เนาะအဲ့တော့ပြီးလို့ရှိရင်မိမိရဲ့အလဲပိုင်းဆက်တဲ့နေရာလေးကိုပြီးသွားပြီဆိုရင်တော့နောက်ထပ်ဘေးပိုင်းနဲ့ပြန်ဆက်မယ်သူ့ရောကတ်တိုကဒီခုနကလိုကော်ပါပိတ်ချမ်းမပါတော့တာဖြစ်တဲ့အတွက်ကြောင့်မလို့မိမိချုပ်စာထုတ်ထားတဲ့တန်ဖိုးအတိုင်းကိုမှတ်ထားလိုက်ရင်ရတာဖြစ်တယ်။ဒါကြောင့်မလို့3စိတ်ချုပ်ထားတဲ့သူက3စိတ်ချုပ်ပါ4စိတ်ထုတ်ထားတဲ့သူက4စိတ်ချုပ်ပါရှင်။အဲ့တော့နောက်တစ်ချမ်းလေးကိုဆက်တွဲမယ်။ဒီတွဲတဲ့နီလန်းလေးတွေကတော့သူကနှစ်လွာချုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတရက်ပါတယ်ပို့ပြီးတော့လေမီးဘူးတိုက်ကနှစ်ခါတော့ဖြစ်တယ်နှစ်ခါညက်ရတယ်နှစ်ခါချုပ်ရတယ်နှစ်ခါမီးဘူးတိုက်ရတယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့ဒီအခြေခံနီလန်းစနစ်ကိုနားလည်သွားပြီဆိုရင်တော့ကတ်တိုဒီစာဘားတွေနဲ့တွဲတဲ့ဒီဇိုင်းတွေမှာလည်းဒီလိုနီလန်းတွေကိုသုံးပြီးတော့ချုပ်သွားလို့ရပါတယ်ရှင်အဲ့တော့အဓိကကတော့ဒီမှာပုံဝက်ဖောက်ဝက်တက်မဲ့အပိုင်းလေးပါမယ်ပေါ့နော်အဲ့တော့ဒီအပိုင်းကိုလည်းဆက်ပြီးတော့လေ့လာလို့ရပါတယ်
အဲ့တော့ကိုကတော့ပေါ့နော်ဒီအချမ်းအန်ဒါအချမ်းမှာကျတော့ပထမအချမ်းလိုမျိုးပေါ့နော်ဝီရှိတ်တွေအများကြီးမပေးတော့ပါဘူးသူကပေါ့နော်ရင်ထိတ်နဲ့ရင်အောက်ကိုပဲ2 point ပေးမှာဖြစ်ပါတယ်နောက်ထပ်တဆင်ရတော့နောက်ကျောရဲ့အတွင်းပိုင်းအချမ်းတွေကိုပထမနီလန်အတိုင်းပဲပြန်ပြီးတော့မှန်စစ်ပြီးရနဲ့ပြန်တွဲမှာဖြစ်ပါတယ်သူလည်းမိမိထုတ်ခဲ့တဲ့ချုပ်သား3စိတ်ဆိုရင်3စိတ်ချုပ်ပေးပါ4စိတ်ဆိုရင်4စိတ်ချုပ်ပေးပါရှင်ဒီအစင်လေးတွေကတော့ကတော့ဒီပေါ့နော်အခြေခံနည်းစနစ်ရဲ့အဓိကပေါ့ရင်ကန်တွေချုပ်တဲ့အခါနှလုံးသားတွေချုပ်တဲ့အခါမှာသုံးရတဲ့ပုံစံနည်းစနစ်ကလေးဖြစ်တဲ့အတွက်ကြောင့်မလို့မခက်ခဲပါဘူးเนาะတည်တည်ချာချာလေးနဲ့အချိန်လေးတော့တစ်ခုပေးရတာပေါ့နော်နှလုံးသားချုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်ထည့်စားလောက်တော့ကြာမှာဖြစ်ပါတယ်ဒါပေမဲ့တည့်ရမှုကတော့မတူဘူးပေါ့နော်အခုဆိုရင်တော့ကတော့အန်တာအတွင်းပိုင်းအချမ်းကလည်းတစုံပြီးသွားပြီတစုံပြီးသွားပြီတွဲပြီးသွားပြီပေါ့နော်အဲ့တော့ကတော့ဘာလုပ်မလဲဆိုတော့အကုန်လုံးကိုစုပြီးတော့မီးဘူးသားလေးပြန်ပြီးတော့ပေးမယ်ပေါ့နော်မီးဘူးသားပေးတဲ့အခါမှာအရင်ဦးဆုံးဒီပိတ်ကြမ်းကတ်ထားတဲ့အလှဘက်အချမ်းမှာအရင်ပေးမယ်ပေါ့နော်အဲ့ဒီအခါမှာဒီမီးဘူးသားကလေသူလှည့်ထားတဲ့အတိုင်းလေးချုပ်ရိုးလေးတွေပေါ့နော်နည်းနည်းလေးကြအောင်လို့အခုလိုလေးအရင်အသားပေးလိုက်မယ်မီးဘူးပေးမယ်အဲ့ဒါပြီးရင်တော့ကတော့ဒီအလဲကနေပြီးတော့စပြီးတော့ပေါ့နော်မီးဘူးသားစတိုင်မယ်ပေါ့နော်စပြီးတော့ဒီအလဲဆက်ကြောင်းမှာရှိတဲ့နေရာကနေမီးဘူးသားကိုအရင်ဦးဆုံးပေါ့နော်ရေလေးဖြန်းပြီးတော့တိုက်ပေးပါရေနှုံးဝင်မီးဘူးမရှိတဲ့သူတွေကဒီချုပ်ရိုးပေါ့အချီလမ်းကြောင်းပေါ့အချီချုပ်ထားတဲ့လမ်းကြောင်းပေါ်မှာရေလေးတွေစွတ်ပေးခြင်းအပြင်တော့၎င်းအခုလိုရေနှုံးဝင်မီးဘူးသုံးပြီးတော့လေအသုံးပြုလို့ရရပေါ့နော်ပို့ပြီးတော့တရက်လှပါတယ်ရေမစွတ်ဖဲနဲ့ဒီမီးဘူးတိုက်လိုက်မယ်ဆိုရင်အဓိကဆက်ကြောင်းနှင်းထားတဲ့ချုပ်ကြောင်းလေးတွေဟာပြန့်မသွားဘဲနဲ့ပေါ့နော်ရေဖြန်းခြင်းအပြင်အထောက်ကူပို့ပြီးတော့ကောင်းတယ်ပို့လှတယ်ပေါ့နော်ဒီနေရာမှာမီးဘူးသားတိုက်တဲ့အခါမှာကတော့အခုပစ္စည်းတစ်ခုသုံးရပါတယ်ရင်အုံလိုမျိုးကြွတာဖြစ်အောင်သုံးထားတာဖြစ်တဲ့အတွက်ကြောင့်ဒီမြေအပြန့်ပေါ်မှာမီးဘူးတိုက်လို့မရဘူးပေါ့နော်အုံကွက်ပုံစံပေါ်မှာပဲအုံကွက်ပုံစံဖော်ထားတဲ့အခုပစ္စည်းနဲ့သုံးပြီးတော့မီးဘူးသုံးပေးရပါတယ်ရှင်အခုလိုမျိုးတေးသေးချာချာလေးစိတ်ရှိလက်ရှိနဲ့မီးဘူးသုံးပြီးလို့ရှိရင်တော့ကတော့မလားတဲ့ဘက်မှာလည်းတေးသေးချာချာလေးမီးဘူးသုံးပေးတယ်အဲ့ဒါပြီးရင်တော့လှတဲ့ဘက်မှာလည်းတေးသေးချာချာလေးပြန်ပြီးတော့မီးဘူးသားကြအောင်လို့ဖိပေးရတယ်ပေါ့နော်ဒါကြောင့်မလို့ဒီလိုကတော့ခုနကသုံးတဲ့ရေအောင်ပုံကွက်ဖော်တဲ့ဒီလိုအခုပစ္စည်းလေးတွေကိုဝယ်လို့ရတယ်ပေါ့နော်သူတို့နဲ့ဒီလိုအခုပစ္စည်းသုံးရင်ပို့ပြီးတော့ပုံထွက်လေးပို့လှတယ်ပေါ့နော်အဓိကကတော့အခုဆိုရင်အတွင်းဘက်မှာကတော့မီးဘူးသားလေးပေးပြီးပါပြီဆိုတော့ဒီလိုမျိုးပုံစံလေးကဘေရောညာလောက်အောင်မှာဖြစ်တယ်ပေါ့နော်အတွင်းပိုင်းချမ်းလဲထူနေတိုင်းပဲပေါ့နော်ဒါဆိုလို့ရှိရင်ကတော့နောက်ထပ်ဒီအတွင်းထဲမှာလှအောင်လို့ကတော့ဒီမိဘူးသားပေးပြီးပါပြီဆိုလို့ရှိရင်အလှဘက်မှာလည်းလုပ်ပေးရမယ်ဒီမှာအဓိကဘာလဲဆိုတော့ရေငန်ကော်ပိတ်ကကော်ပိတ်တီအမျိုးမျိုးပုံစံအမျိုးမျိုးနဲ့လာတယ်အဲ့တော့မိမိသုံးတဲ့ကော်ပိတ်တီကိုဝယ်လို့မရတဲ့ဒေတာတွေဝယ်လို့မရတဲ့နေရာတွေမှာဆိုလို့ရှိရင်တော့ရိုးကော်ပိတ်ပေါ့နော်ပုံမှန်အင်ဂျီပိတ်စာတွေမှာကတ်နေကြကော်ပိတ်အဲ့ဒီကော်ပိတ်ကို3တက်လောက်ကတ်ပေးပါနော်3တက်လောက်ကတ်ပြီးတဲ့အခါမှာလည်းပထမဦးဆုံးပိတ်သားနဲ့ကတ်တဲ့ကော်ပိတ်တီတေးချာချာကိုကတ်နေရမယ်အဲ့ဒါပြီးတော့မှနောက်ထပ်3ကတ်2ထပ်ပေါ့နော်ဒုတိယမြောက်တတိယမြောက်တို့ထပ်ကတ်ရမယ်ပေါ့နော်အဲ့လိုမျိုးမသေးချာခဲ့ဘူးဆိုရင်အဲ့ဒီရှင်ကန်ကော်ပိတ်တီsorry ဒီကကော်ပိတ်3လွှာဟာပြန်ဖောင်းကြွလာနိုင်တယ်ပေါ့နော်ဆက်နဲ့ဖိထားတာမဟုတ်တဲ့အတွက်ကြောင့်ပါအဲ့တော့ကတ်တော့ဒီအရှိချမ်းတွေကိုလည်းတေးသေးချာချာလေးမီးဘူးသားပေးပြီးသွားပြီဆိုလို့ရှိရင်တော့ဒီအလှဘက်အချမ်းရဲ့နောက်ကျောပေါ့နော်နောက်ကျောဘက်မှာဘယ်နဲ့ညာနှစ်ဖက်ရှိတယ်ဒီချုပ်ရိုးချောင်းတွေကိုလည်းအခုလိုမျိုးဖြတ်ပြီးတော့ကတ်တော့အလဲကနေပြီးတော့မီးဘူးသားပေးရမယ်အတွင်းထဲမှာလည်းပေးရမယ်အလှဘက်မှာလည်းမီးဘူးသားတေးသေးချာချာလေးပေးရမယ်မီးဘူးတိုက်တဲ့နီးစနစ်ကဒီအပိုင်းထဲမှာလည်းပါတယ်အရှိရသင်ခန်းစာတွေမှာဆိုလည်းဘယ်လိုအထည်ဆိုရင်ဘယ်လိုမီးဘူးသားပေးရမယ်ဆိုတာတွေကအစားလေ့လာလို့ရအောင်လို့သင်ပြပေးထားတယ်နောက်တစ်ခုကကြတော့ကတော့ဒီအခြေခံ basic level ပေါ့နော် pattern ဆွဲတာနေစပြီးတော့ရင်မုံရင်စိနောက်စိရင်ဖြတ်ဆက်ပေါ့နော်ဒါတွေကိုသင်တဲ့ခါဂျပန်လေတောင်နေသင်တဲ့ခါမှာလည်းတနည်းစီမှာမီးဘူးသားသုံးရမယ်ဟာတွေကိုရမယ်နီလန်စနစ်တွေကိုအများကြီးပြပြပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအခြေခံကိုနားလည်ထားလို့ရှိရင်ဒီအခုဒီရင်ငယ်နေမှာချုပ်တဲ့ခါမှာလည်းလွယ်ကူပါနော်အဲ့တော့အခုဒီအတွင်းပိုင်းကိုမလာတဲ့ဘက်ပေါ့နော်အတွင်းပိုင်းတွေကိုမီးဘူးသားထပ်ပြီးတယ်သူ့ကိုကြတော့ကတ်တော့ခုနက V shape မတောက်ထားတာဖြစ်တယ်ဘာကြောင့် V shape မတောက်တာလဲဆိုရင်ကက်ကကော်ချောင်းသုံးချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကော်ချောင်းနင်းမယ်ဆိုရင် V shape တောက်ထားရင်နည်းနည်းလေးခက်ခဲတယ်ပေါ့နော်ကက်ရဲ့ဒီစနစ်မှာကြတော့ V shape တောက်ထားပြီးတော့ကော်ချောင်းနင်းရင်သူကဒီပေါ့နော်ဒီ
ချုပ်တဲ့ဘက်ရဲ့စက်ကျင်ဘက်မှာချုပ်ဦးချောင်းတွေပေါ်တာကိုမကြိုက်တဲ့အတွက်ကြောင့်မလို့ကဒီနှစ်ဖက်ကပေါ့နော် V shape ကိုမတောက်ခဲ့ဘူးပေါ့နော်အန်တာဘက်ပေါ့ဒီအချမ်းမှာပဲ